တငယ်ကြီးတို့တီလားကျွန်တော်တို့ကဘာပေါ်မှာရှိတဲ့လူတိုင်းကိုရွှေ6ပေါင်4ကီလိုဂရမ်စီအလကားဝေပေးလို့ရတဲ့ရွှေပုံကြီးတစ်ပုံရှိပါတယ်အဲ့ဒါကတော့သမုဒ္ဒရာထဲမှာပါသမုဒ္ဒရာထဲမှာရွှေတန်ချင်း10-20နီးပါးရှိနေတယ်လို့သိပ္ပံပညာရှင်တွေကခန့်မှန်းထားပါတယ်ဒါပေမဲ့ဘာလို့ဘယ်သူမှသွားမယူကြတာလဲဒီနေ့ဗီဒီယိုမှာအဲ့ဒီလျှို့ဝှက်ချက်ကိုအတူတူရှာဖွေကြည့်ရအောင်ပထမဆုံးထိထားမှာကဒီရွှေတွေဟာပင်လယ်ချမ်းပြင်မှာရွှေတုံးဤတွေအဖြစ်ရှိနေတာမဟုတ်ပါဘူးပင်လယ်ရေထဲမှာရွှေတွေက gold ion ဆိုတဲ့ပုံစံမျိုးနဲ့အမုံမွှားလေးတွေအဖြစ်ပျော်ဝင်နေတာပါဥပမာပင်လယ်ရေ1လီတာထဲမှာရွှေပါဝင်မှုဟာ1ဂရမ်လျက်1ထရီလီယံပုံတစ်ပုံပဲရှိပါတယ်ဒါအပြင်ပင်လယ်ချမ်းပြင်အောက်1မိုင်2မိုင်အနက်မှာလည်းရွှေကြောတွေရှိပါသေးတယ်ဒါပေမဲ့အဲ့ဒီနေရာတွေဟာကမ္ဘာအပူဆုံးမီးတောင်ဝဲတွေနဲ့နီးကပ်နေတာမို့တွားဖို့ဆိုတာမလွယ်ပါဘူးဘာလို့ထုတ်မယူကြတာလဲအဖြေကတော့ရှင်းပါတယ်မကြိုက်လို့ပါသမုဒ္ဒရာထဲကနေရွှေတဂရရဖို့ပင်လယ်တန်ပြောင်များစွာကိုတန့်စင်ရပါတယ်လက်ရှိကမ္ဘာရွှေဈေးနဲ့တွက်ကြည့်ရင်ရွှေရောက်ရငွေထက်ဈေးရုံလေပတ်ခါကပိုများနေတာကြောင့်ဘယ်သူမှမလုပ်ကြတာပါအနာဂတ်မှာနီးပညာတွေတိုးတက်လာရင်တော့ဖြစ်နိုင်ပါတယ်ဒါပေမဲ့နောက်ထပ်ပြဿနာတစ်ခုရှိသေးတယ်ဗျတကယ်လို့ပင်လယ်ထဲကရွှေတွေကိုလူတိုင်းအလွယ်တကူထုတ်ယူနိုင်သွားရင်ရွှေဟာအခုလိုတန်ဖိုးရှိတော့မှာမဟုတ်ပဲတန်တုံးလီလိုဖြစ်သွားနိုင်ပါတယ်ကဲတငယ်ချင်းတို့ရောဘယ်လိုထင်လဲတနေ့ဒီမှာပင်လယ်ထဲကရွှေတွေကိုထုတ်ယူနိုင်မဲ့နည်းပညာပေါ်လာမယ်ထင်လား comment မှာရေးခဲ့ပါဦးဒီလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုအမြဲကြည့်ကြရင်တော့ကျွန်တော်တို့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်